အားလုံးမိလာပါတော့တန်စီနဲ့ဝရှိဘောဖန်နဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းချက်တွေဒီတစ်ခုထွက်လာခဲ့တယ်ပေါ့နော်ပိတ်သက်တွေအထင်မှာကောင်းမှားနေလိုက်တာဘာလို့မဟုတ်လဲစိတ်ကြမှာတန်စီတင်တာမဟုတ်ဒါတန်စီရအကောင့်အတူတူပေါ့နော်တန်စီလောက်ကျင်တဲ့အကောင့်တစ်ခုပေါ့နော်ကံကောင်းလို့နိုင်သွားတာပေါ့နော်ကျော်ရှော့အဲ့မဟုတ်ဘူးဒီကိုနော်တန်စီပြအကောင့်ဆေးကိုတက်ကြည့်ကြည့်နော်တန်စီကတူရေးဖို့နေတာနော်သူ့ကိုယ်သူစိတ်တော်မနေလန်းဆောင်ကျူးစားတွေကညီကိုတို့ပဲထိုးနှက်ထားကြတာအချို့ပြိသက်တွေပဲထိုးနှက်ထားကြတာသူ့မလုံးသားပေါ့နော်တိမ်ငယ်စိတ်ဖြစ်အောင်နော်တန်းစင်ကတကယ်ဘုံမဆိုတုံးကြည့်ထမေပဲပြောင်းဝေးလိုက်တာတို့ချီအောင်နှာအောင်တို့ပေါ့နော်ဘာကုန်မရှိတာပေါ့နော်တုံးစားလို့မရတော့အေးထိုးနေမှုအောင်ရမယ်တန်းစင်ကခံနေရတာပေါ့နော်တချို့ပြိသက်တွေရဲ့ပြောမှုအောင်ပါနော်အေးတန်နဲ့ပဲသူမနေသူ့ကိုယ်သူပြန်ထွားရန်စူးစမ်းနေရအကောင်းဆုံးစူးစမ်းမယ်ညီကိုတို့မေအောင်လေတန်းစင်တို့မဟုတ်လားလက်ဝဲပွဲတပွဲပဲထိုးကြည့်နော်အဲဆိုညီကိုကိုချင်းစာတက်သွားမှာလောက်ဝေးသမားတွေကဘယ်လိုခက်ခဲရှိတယ်ဘယ်လိုရင်ဆိုင်ရတယ်ဘယ်လိုမာကုန်နဲ့စူးစမ်းနေရဘယ်လိုစိတ်တက်တဲ့စင်ကိုတက်နေရဆိုတော့ညီကိုတို့သိပါမှာပေါ့နော်အဲဆိုကျွန်တော်ဒါပဲပြောပြချင်ပါတော့ဒါကျွန်တော်လက်ဖြည့်ရှင်းပေးတာပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်မဟုတ်ဘူးပါဘိုင်